တခါတုန်းကမြန်မာပြည်ရဲ့လှပတဲ့ရွာတောင်တန်းတွေကြားကလေးတစ်ရွာမှာမောင်ဘဆိုတဲ့ကောင်လေးတစ်ယောက်ရှိခဲ့ပါတယ်။မောင်ဘဟာစွန့်စားခန်းတွေကိုအယမ်းနှစ်သက်ပြီးအမြဲတမ်းစူးစမ်းရှာဖွေခြင်းစိတ်ပြင်းပြနေတဲ့သူပါတနေ့မှာတော့သူဟာရွာနားကတောအုပ်ကြီးတဲကိုတယောက်တည်းထွက်သွားခဲ့ပါတယ်။တောအုပ်ထဲမှာလမ်းလျှောက်ရင်းမောင်ဘဟာထူးဆန်းတဲ့အလင်းရောင်တစ်ခုကိုတွေးလိုက်ရပါတယ်။အလင်းရောင်နောက်ကိုလိုက်သွားတော့ရှေးဟောင်းဖျားเจ้าပြက်ကြီးတစ်ခုကိုရောက်သွားပါတယ်။ဖျားเจ้าပြက်ကြီးရဲ့အလယ်မှာတော့တောက်ပနေတဲ့ကြောက်တုံးကြီးတစ်တုံးကိုတွေးလိုက်ရပါတယ်။မောင်ဘဟာအဲ့ဒီကြောက်တုံးကြီးကိုထိလိုက်တာနဲ့တပြိုင်နက်တည်းအချိန်တွေရပ်တန့်သွားပြီးသူဟာရှေးခေတ်မြန်မာပြည်ကိုရောက်ရှိသွားခဲ့ပါတယ်။မောင်ဘဟာရှေးခေတ်မြန်မာပြည်မှာစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့အကြုံများစွာကိုကြုံတွေ့ခဲ့ရပါတယ်။သူဟာရဲရင်းနဲ့စစ်သူကြီးတဦးနဲ့တွေ့ဆုံပြီးတိုင်းပြည်ကိုကူညီခဲ့ပါတယ်။ပညာရှိရသည့်ကြီးတစ်ပါးစီကနေလည်းအဖိုးတန်တဲ့ပညာရက်တွေကိုသင်ယူခဲ့ပါတယ်။နောက်ဆုံးမှာတော့မောင်ဘဟာအချိန်ခရီးသွားနိုင်တဲ့ကြောက်တုံးကြီးကိုအသုံးပြုပြီးသူ့ရဲ့ခေတ်ကိုပြန်ရောက်လာခဲ့ပါတယ်။မောင်ဘဟာသူ့ရဲ့စွန့်စားခန်းတွေကိုရွာသားတွေကိုပြန်ပြောပြခဲ့ပါတယ်။မောင်ဘရဲ့ရွာသားတွေကလည်းပုံမြင်တွေကိုစိတ်ဝင်စားနားထောင်ခဲ့ကြပါတယ်။မောင်ဘဟာအဲ့ဒီနေ့ကစပြီးရွာရဲ့သူရဲကောင်းတဦးဖြစ်လာခဲ့ပါတယ်။သူဟာသူ့ရဲ့စွန့်စားခန်းတွေကနေရရှိခဲ့တဲ့ပညာရက်တွေနဲ့အတွေ့အကြုံတွေကိုအသုံးပြုပြီးရွာကိုပိုမိုကောင်းမွန်အောင်ကူညီပေးခဲ့ပါတယ်။